ရင်တော့ငါတို့စိတ်ထားသမိုင်းမော်ကုန်တင်ကျွင်းရဲ့စေသာသစ္စာတရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာတို့လူငယ်မျိုးဆက်တင်များရဲ့တာဝန်ကျေစိတ်မဲ့အမြဲလက်စင်ကံရဲ့တမိုင်းရဲ့မွေဆောင်းရှောက်ထိန်သိမ်းမဲ့တို့မျိုးဆက်အနာဂတ်တွင်နောက်တစ်ချိန်ငြိမ်းချမ်းမဲ့ကဘာတိတွင်ခိုင်မြဲတော့မယိုင်လဲတော့တို့သစ္စာတရားနာလေမာရီလန်ကိုလေမလိုက်ဘူးအသိဉာဏ်ရှိသူမို့မမိုက်ဘူးတို့အင်အားဒီအစင်အလားနဲ့မန်တဲ့ဘက်ကအမြင်ရမှာတွေနဲ့စောက်တီမဲ့မန်ပြင်းတော့စိတ်ဓာတ်တွေခံယူချက်တွေရဲဝံစွာပြည့်စည်ပေးကွက်လက်များစွာခင်ရဲ့လိုရာဆိုမှုတွေထာဝရတွေတို့မျိုးသားဆွေးမြတ်သစ္စာ